ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် online ငွေရှာ application 3ခုကိုကျွန်တော်ပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဒီ application 3ခုကိုကျွန်တော်လောလောလတ်လတ်ပဲကျွန်တော်ဗီဒီယိုတင်ထားတယ်ပေါ့နော်အဲ့ဒီ application တွေကကျွန်တော်ပြောရမယ်ဆိုရင်တော့ခဏလေးကျွန်တော်ဆော့လိုက်တာနဲ့ကိုကျွန်တော်ငွေထုတ်လို့ရတယ်အမှန်ကန်လဲကျွန်တော်ကိုယ်တိုင်ထုတ်ပြထားတာလဲကျွန်တော်ပြထားပါနော်ဆိုတော့အဲ့ဒီ application 3ခုအကြောင်းကိုဗလာတော့သိချင်တယ်ဆိုရင်တော့ဒီနေ့ဗီဒီယိုအဆုံးကြည့်ပြီးတော့လုံးဝမမေ့ပါနဲ့ဗီဒီယိုမတင်တာလဲတော်တော်လေးကိုကြာသွားတဲ့အတွက်ကျွန်တော်အားလုံးကိုတောင်းပေးပါနဲ့လို့အရင်ဆုံးပြောချင်တယ်ပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်အချိန်လေးမဆွဲပဲထုံးစံတိုင်းကျွန်တော်စလိုက်ကြမယ် let's go ဒါဆိုရင်တော့ကျွန်တော်ထိတ်ဆုံး application ကတော့အဲ့ဒီ application နာမည်ကတော့ကျွန်တော် cash store နဲ့ပဲဖြစ်ပါတယ်ဒီ application ကိုတော့ကျွန်တော်ထွေထွေဘာမှမလုပ်ဘူးကျွန်တော် play store ထဲဝင်ပြီးတော့ cash store နဲ့ဆိုပြီးတော့ရချမယ်ဆိုရင်ဒီ application ကိုကျွန်တော်တို့တွေ့မယ်ပေါ့နော်ကျွန်တော်ထိတ်ဆုံးနဲ့ဒီ application ကိုကျွန်တော် install တင်လိုက်မယ် okay ဒါဆိုရင်ကျွန်တော် install လဲတင်ပြီးဆိုရင် application နဲ့ဝင်လိုက်မယ်ပြီးရင်ကျွန်တော် access ကိုနှိပ်ပြီးတော့ကျွန်တော် stack ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ထိတ်ဆုံးနဲ့ဆို125 coin ပေးတယ် okay ဒီကောင်ကိုကျွန်တော်တို့ coin ရှာဖို့အတွက်ဆိုရင်တော့ကျွန်တော် invite ကိုနှိပ်ပြီးတော့ကျွန်တော် coin ရှာလုပ်လိုက်ရတယ်လို့ကျွန်တော် invite ကိုမနှိပ်ဘူးလူမခေါ်နိုင်ဘူးဆိုရင်လည်းကျွန်တော်တို့ကိုယ့်ကို gain ချော့ပြီးတော့ကျွန်တော် coin ရှာလုပ်လိုက်ရတယ်ဒီ application ကတော့ကျွန်တော်တို့ play to earn type ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့လို coin ရှာဖို့အတွက်ဆိုရင် earn menu ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာအလောင်းကိုကျွန်တော်နှိပ်လိုက်ရတယ်ပေါ့နော်အလောင်းကိုနှိပ်ပေးရမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာ gain လေးတွေရှိမယ်အဲ့ဒီ gain လေးတွေကိုကျွန်တော် down ပြီးတော့ sort ပေးရမယ်တချို့ gain လေးတွေကအချိန်နဲ့ရှိမယ်ပေါ့နော်အဲ့လိုအချိန်နဲ့ရှိတဲ့ကောင်ဆိုရင်ကျွန်တော်မ sort ပဲနဲ့ဒီကောင်လေးတွေကိုကျွန်တော်တို့ down ပြီးတော့ဒီမှာအချိန်မပါတဲ့ဟာဆိုရင်ကျွန်တော် sort ပြီးတော့နည်းနည်းပါးပါး sort ပြီးဆိုရင်ဒီဘက်မှာပြန်လာမယ်ဆိုရင်ကျွန်တော် coin တွေရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် gain ခဏ sort ပြီးတော့ကျွန်တော်လောတဲ့အချိန်မှာဒီမှာ coin တွေပါကျွန်တော်တက်လိုက်ပေါ့နော်1000ကျော်တောင်ဖြစ်သွားပြီကျွန်တော်ငွေထုတ်ဖို့အတွက်ဆိုရင်တော့ဘာမှမလုပ်ဘူးကျွန်တော် pay out နှိပ်ပြီးတော့ကျွန်တော်က 0.05 ထုတ်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဒီမှာကိုယ့်ရဲ့ဒီ payback mail လေးကိုကျွန်တော်ထည့်ပြီးတော့ submit ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးနေပြီးဆိုရင်တော့ရသွားပြီပေါ့နော်ဆိုတော့ငွေထုတ်တာလေးကျွန်တော်ပြီးသွားပြီဒါပေမဲ့ငွေကချက်ချင်းအဲ့တော့မရဘူးပေါ့နော်နည်းနည်းတော့စောင့်ပေးရတယ် okay ဒါဆိုရင်တော့ကျွန်တော်ဒီမှာ brother မြင်တဲ့အတိုင်းပဲကျွန်တော် history ထဲဝင်ကြည့်တဲ့အချိန်မှာကျွန်တော်တကယ်ရောက်လာပြီပေါ့နော်ကျွန်တော် payback mail ထဲမှာကျွန်တော်တစ်ချက်တော့ကြည့်တဲ့အချိန်မှာလည်းတကယ်အမှန်တကယ်ရောက်လာတယ်မယုံဆိုရင်ဒီမှာကျွန်တော် cash store နဲ့ app ဆိုပြီးတော့ရေးထားပါနော် 0.05 ဆိုတော့တကယ်အမှန်ကန်ပေးတယ်ဒါတော့ application တစ်ခုပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်နာမည်နဲ့ application နာမည်ကတော့ play zone ဆိုတဲ့ application ပဲဖြစ်ပါတယ်ဒီ application ကိုတော့ကျွန်တော်တို့အရင်ဆုံး VPN လေးတစ်ခုခံထားမယ် VPN ခံပြီးတော့ကျွန်တော်တို့ဒီ Chrome browser ထဲဝင်ပြီးတော့ play zone app ဆိုပြီးတော့ကျွန်တော်တို့ရိုက်ထည့်လိုက်မယ်ပေါ့နော်ရိုက်ထည့်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးကြာလာမယ် application ကတော့ကျွန်တော်တို့ play zone ဆိုတဲ့ application အများနေတဲ့အတွက်ကြောင့်မလို့ဒီတော့ဓာတ်လိုက်တော့မပေါ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ more app ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒီအကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်နည်းနည်းအောက်ဆွဲချလိုက်မယ်ဆိုရင်ဒီအကောင့်လေးပေါ့နော်ဒီကောင်လေး application တော့တော်တော်သဘောကျတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ကျွန်တော်ငွေထုတ်တာဂုံးဆင်းလို့ရတဲ့ application လို့ပြောရင်မမှားဘူးဆိုတော့ဒီ application ကိုကျွန်တော်တို့ download ဆွဲလိုက်မယ်ပေါ့နော်ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ဆိုရင် VPN လေးတော့ခံထားပေးပါ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ play store တဲ့ data ရောက်ပြီဆိုရင်တော့ကျွန်တော် install တင်လိုက်မယ်ပေါ့နော် okay down ပြီဆိုရင်တော့ကျွန်တော်တို့ဒီ application ဝင်ဖို့အတွက်ဆိုရင်ကျွန်တော် VPN လေးတင်အောင်တစ်ချက်ဖြုတ်ထားပေးပါနော်ဆိုတော့ဒီထဲကိုကျွန်တော်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ let's get start ဆိုပြီးတော့ကျွန်တော်တစ်ချက်နှိပ်လိုက်မယ် accept ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်ဒီကောင်ကတော့ကျွန်တော်ဝင်ချင်းကို1400 coin ပေးတယ်ဒီ application ကတော့ကျွန်တော်ဂုံးဆင်းလို့ရတဲ့ application ဖြစ်တယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ 0.1 တစ်ခါတည်းထုတ်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ gain shop ပြီးတော့ type ပြီးတော့ကျွန်တော်တို့ coin တွေပါတယ်ရှာလို့တော့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဂုံးဆင်းမှဖြစ်တဲ့အတွက်ဘာမှမလုပ်တော့ဘူးဗျတခါတည်းငွေထုတ်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ဆိုရင်ဒီကောင်လေးကတော့ပြောရမယ်ဆိုရင်တော့ payback ကျွန်တော်တို့ account ရှိဖို့တော့လိုရတယ်ပေါ့နော်ဒီကောင်ကတော့ payback account နဲ့ချိတ်ပြီးမှကျွန်တော်ထုတ်လို့ရတယ်ဆိုတော့နည်းနည်းလေးတော့တိုင်ပတ်တယ် payback account မရှိတဲ့ brother တွေအတွက်ပေါ့နော် payback account ရှိတယ်ဆိုရင်တော့လွယ်လေးပဲ real ထဲကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီကောင်လေးကိုကျွန်တော်ထပ်နှိပ်မယ်ပေါ့နော်အဲ့လိုမျိုးနှိပ်ပြီးဆိုရင်တော့ကျွန်တော် continue ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ payback account ရဲ့ mail ရဲ့ password နဲ့သူကအောင်းမယ်ပေါ့နော်ကိုယ့်ရဲ့ payback account ကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ချိတ်ခိုင်းတာနဲ့တူပဲဒါဆိုရင်တော့ကျွန်တော်ဒီကောင်လေးတွေကိုလုပ်ပြီးဆိုရင်တော့ကျွန်တော် agree ကိုကျွန်တော်နှိပ်ပြီးလိုက်မယ်payback နဲ့ချိတ်နေပြီပေါ့နော် payback နဲ့ချိတ်နေပြီဖြစ်တဲ့အတွက်ဒီမှာကျွန်တော် confirm ဆိုတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော် day of birth ကိုကျွန်တော်ထည့်ပေးရမယ် day of birth ကကျွန်တော်တို့မွေးတက်ကလေးကိုကျွန်တော်ထည့်ပေးမယ်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ရှေ့ကိုဆက်သွားလိုက်မယ် next ဆိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးကျွန်တော်ထည့်ပြီး confirm ပေးအောင်နှိပ်ပြီးဆိုရင်တော့အကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်တော့ပြီးသွားပြီပေါ့နော်ငွေထုတ်တာတော့ပြီးသွားပြီဒီကောင်လေးကတော့ငွေရောက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့နည်းနည်းတော့အချိန်တော့စောင့်ပေးရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ကတော့တစ်ရက်အတွင်းမှာပဲဒီကောင်ရောက်လာတယ်ဒီမှာမယုံဆိုရင်တော့ just ကလည်းကျွန်တော် 0.1 အမှန်ကန်ပေးတယ်ပေါ့နော် okay နောက်ဆုံး application တတိယမြောက် application ကိုပြောပြမယ်ဆိုရင်တော့အဲ့ဒီ application ကတော့ပထမ application နဲ့တော်တော်လေးကိုဆင်တူတယ်နာမည်လေးကတော့ကျွန်တော်တို့ cash dream ဆိုတဲ့ application ပဲဖြစ်ပါတယ်ခုနက cash store နဲ့ဒီကောင် cash dream ပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်အထင်တော့ကျွန်တော် company တစ်ခုပဲလို့ကျွန်တော်ထင်တယ်တော့ဒီ application ကိုကျွန်တော်တို့ဒီမှာတွေ့မယ်ဆိုရင်တော့တစ်ခါလေး install တင်လိုက်မယ်ပေါ့နော် application လေးကျွန်တော်တို့ down ပြီဆိုရင်တော့ကျွန်တော်တစ်ခါလေးဝင်လိုက်မယ်ပေါ့နော်ဒီ application ကိုကျွန်တော်အသေးစိတ်တွေတော့မပြောပြတော့ဘူးဘာလို့ဆိုတော့ဒီ application 3ခုလုံးကိုကျွန်တော် video တစ်ပုတ်ချင်းစီကျွန်တော်အသေးစိတ်တင်ထားပါနော်ဒါကြောင့်ကျွန်တော် true ဘာမှမပြောနေဘူးတော့ထဲဆုံးနေတဲ့ coin
coin ကကျွန်တော်တို့300ဆိုစိုက်ပြီးတော့ပေးထုတ်တယ်ဒါပေမဲ့ကျွန်တော်က0.05ပဲစိုက်ပြီးတော့ကျွန်တော်ထုတ်မှဖြစ်တဲ့တော့ coin ချရအောင်မယ်ပေါ့နော် coin ချဖို့အတွက်ဆိုရင်တော့ကျွန်တော်ထုံးစက်တိုင်းပဲခုန application ဒီ number 1 application နဲ့အတူတူပဲလူခေါ်ပြီးတော့လေ coin ချလို့ရတယ်လို့ game shop တဲ့ coin ချလို့ရတယ်ဒီမှာကျွန်တော်လူခေါ်ပြီးတော့ရလာတဲ့ coin တွေကို transfer နှိပ်ပြီးတော့ယူပေးရမယ်ပေါ့နော်ကိုကလူခေါ်ထားတယ်ဆိုရင်ပေါ့နော်သူတို့လူမခေါ်ချင်ဘူးဆိုရင်လည်းကျွန်တော်ကိုယ်တိုင်ဆော့မယ်ဆိုရင် earn money ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ခုနအတိုင်းပဲအလောင်းကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလည်းအလောင်းကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာ gain တွေပေါ်ပြီပေါ့နော်ဒီ gain တွေကကျွန်တော်တို့ဒီဘေးမှာပေါ့နော်အချိန်လေးပေါ်နေမယ်ဆိုရင်တော့ coin ကချက်ချင်းမရဘူးကိုဆော့ရင်လည်းချက်ချင်း coin မရဘူးဒီမှာဒီ application ဆိုရင်ကျွန်တော်တို့ဒီမှာမြင်တဲ့အတိုင်းဒီ gain ဆိုရင်အချိန်မပေါ်ဘူးပေါ့နော်အချိန်မပေါ်ဘူးဆိုရင်တော့ကျွန်တော်ခဏလေးဆော့ပြီးတော့ဆိုရင် coin ချက်ချင်းရတယ်အချိန်ပေါ်နေတယ်ဆိုရင်တော့ကျွန်တော် coin ကချက်ချင်းမရဘူးရက်အကန့်တက်ထားပါနော်ဒါကြောင့်မလို့ကျွန်တော်ကဒီအချိန်မပေါ်တဲ့ဟာကိုပဲကျွန်တော်ဆော့လိုက်မယ်ခဏလေးဆော့ပြီးဆိုရင်တော့ကျွန်တော် coin တက်လာကျွန်တော်တစ်ချက်သွားကြည့်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော် coin တွေတက်လာပြီးတကယ်ကိုတက်လာပြီပေါ့နော်တော်တော်လေးကိုမိုက်တယ်โอเคဒါဆိုရင်တော့ကျွန်တော်ခဏလေးဆော့ပြီးဆိုရင်တော့ coin ပြည့်ပြီလားသွားကြည့်မယ်ဒီမှာထပ်ပြီးတော့ကျွန်တော် coin က400ကျော်ထပ်ရပြီဆိုရင်တော့ရပြီပေါ့နော်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေးရောက်ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်လည်းဒီမှာစိုက်ပြီးတော့ထုတ်လို့ရပြီဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီမှာပေးပဲ mail လေးကျွန်တော်ထည့်ပြီးတော့ကျွန်တော်ဒါလိုက် submit နှိပ်ပြီးတော့ကျွန်တော်ထုတ်ရုံပဲပေါ့နော်တော့ရန်ကိုလွယ်ကူတဲ့ဒီမှာကျွန်တော်ငွေထုတ်တာတော့ပြီးသွားပြီဒါပေမဲ့ငွေရောက်ဖို့အတွက်တော့စောင့်ပေးရမယ်အချိန်လေးလည်းစောင့်ပြီးဆိုရင်တော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ရောက်ပြီလားဆိုတော့ကျွန်တော် history ထဲကျွန်တော်တစ်ချက်ကြည့်တဲ့အချိန်မှာတော့ဟိုမှာပိုက်တောင်ဖြစ်သွားပြီဆိုတော့ရောက်ပြီပေါ့နော်ဆိုတော့ပေးပဲမေးထဲမှာတကယ်ရောက်လာပြီလားဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်ကြည့်မယ်โอเคပေးပဲမေးထဲကိုကျွန်တော်ရောက်ပြီဆိုရင်တော့ဒီမှာကျွန်တော်တစ်ချက်ကြည့်တဲ့အချိန်မှာဒီမှာ cash drain ပေါ့နော်အမှန်ကန်ပါဒီမှာ application နာမည်ပါခါလေးပြထားရင် 0.05 လုံးဝကိုတကယ်ရောက်လာပြီပေါ့နော် application 3ခုလုံးကိုကျွန်တော်အသေးစိတ်ဗီဒီယိုတင်ထားပြီးပေါ့နော်အဲ့ဒါကိုကျွန်တော်ဝင်ကြည့်ချင်တယ်ဆိုရင်လည်း short channel ထဲမှာဝင်ကြည့်လို့လည်းရတယ်ပေါ့နော်ဒါဆိုရင် application ကိုကျွန်တော်တို့ဒေါင်းနီငွေထုတ်နေပါညာရှိတော့အကုန်လုံးပြောပြပြီးဆိုတော့အားလုံးလည်းနားလည်လောက်မယ်လို့ကျွန်တော်ထင်တယ်ကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching